နောက်တစ်ခေတ်ကကျေးလက်ပေါ်အပိုင်းတက်ပိုက်စာလိုက်တာလူတယောက်တေးပြီးသွားတာလားပိုက်စာတာကိုခံစားလို့ရသေးတာလားမူနောင်နာဖြစ်နေသည့်ဆန်းတော်သည်ဒီအတွေ့ကိုတိတိကျကျစဉ်းစားလိုက်၏မရေရာသည့်အချိန်တစ်ခုကြာပြီးသွားသည့်နောက်တွင်အင်မတန်ဆာလောင်လွန်လာသည့်မချိတင်ကဲဝေဒနာကနောက်ဆုံးတော့သူမကိုနှိုးထားလိုက်လေသည်နှင်းဆက်လုံးငွေရောင်တန်းနေသည့်လာရောင်ကအခန်းထဲတွင်သာနေသည်သူမသည်အတိုင်းအတာတစ်ခုအထိဇဝေဇဝါဖြစ်သွားပြီသူမ၏စိတ်တို့ကအခိုက်အတန့်ဝေဝါးသွားပြီးမှသူမတည်သောတရားပြန်စဉ်းစားမိလိုက်သည်ဒါပေမဲ့ဒါကအပလောကနဲ့လည်းမတူပါဘူးဟုတ်တယ်မလားညအချိန်ဖြစ်နေတော့လေလာရောင်ကသူမသည်လုံးဝမရင်းနှီးလာသည့်အိမ်တစ်လုံးထဲတွင်ရောက်နေကြောင်းဖော်ပြရန်ခေါင်းသားသည်အထီးတောက်ပါနေလေသည်သူမ၏လက်ဆောင်ပြားများကိုအနှဲငယ်လှောက်ရှားကြည့်လိုက်ပြီးအသက်ရှူတန်းတစ်ချက်ချင်းစီရတဲ့သူမ၏ခန္ဓာကိုယ်အခြေအနေကိုအကဲဖြတ်လိုက်သည်အားနည်းနေသလိုခံစားရတော့လေသူမသည်ယောဂ၏မချိတင်ကဲဝေဒနာမှလွတ်မြောက်သွားခဲ့၏နည်းနည်းလောက်အာအင်ကိုစူးစီးလိုက်ပြီးသူမ၏လက်ကိုနှလုံးပေါ်တွင်တင်ထားလိုက်သည်သူမ၏အသားအရည်ကနှွေးနေပြီးသူမ၏နှလုံးခုန်နှုံးမှာအားနည်းနေတော့လေရှိနေသည်မှာတော့သိကြသည်ငါအသက်ရှင်နေသေးတာလားဒီအတွေ့ကသူမ၏စိတ်ထဲဖြတ်ပြေးသွားသည်နှင့်ရုတ်တရက်ပြင်းထန်သည့်နာကျင်မှုတစ်ခုနှင့်အတူတစ်စုံတစ်ခုကသူမ၏အုံနောက်ထဲတွင်ရှင်းမပြတတ်အောင်လိမ့်တက်လာလေသည်ဆန်လောကကြောကိုခေါ်လိုက်ပြီးအလိုလိုခေါင်းကိုဖိကိုင်းပြီးသားဖြစ်သွားတော့သည်တခြားလူတယောက်အိမ်မက်ညံကတိုးဝင်လာပြီးသူမအိမ်မက်ညံများနှင့်ရောနှောသွားခဲ့သည်ဒီမက်ညံများကိုလက်ခံလိုက်ပြီးသူမသည်အချိန်ခီးသွားခဲ့သည်ကိုနားလည်သွားသည့်အချိန်တွင်နာကျင်မှုကြောင့်ချွေးအေးများနှင့်ရွှဲနစ်နေတော့သည်ဆန်လောကအားပြုကအိယာပေါ်တွင်ထောက်လိုက်ပြီးသူမအိမ်မက်ညံထဲကနှင့်တစ်ထပ်ထဲတူနေသည့်တက်ကဲတဲကိုလာရအောင်တွင်လေလာကြည့်လိုက်၏ငါကခြံနိုင်ငံလို့ခေါ်တဲ့မျက်စက်တစ်ခုကိုအချိန်ခီးသွားခဲ့တာပဲဒီမူလခန္ဓာကိုယ်ပိုင်ရှင်ရဲ့နာမည်ကလည်းဆန်လောတဲ့တာမန်မိသားစုတစ်ခုမှမွေးလာတဲ့15နှစ်အရွယ်ကောင်မလေးသူမိသားစုကရေဘေးမှာပျက်စီးခဲ့ရပြီးသူ့ကိုတကောင်ချက်အနေနဲ့ထားခဲ့ကြတာသူမှကံကောင်းလို့အသက်ရှင်ခဲ့ပြီးဆွေမျိုးတွေနဲ့ကပ်ဘေးကနေထွက်ပြေးနေရတာချီရန်စီရင်စုကိုရောက်လာတော့သူ့မျိုးနွယ်လူအများစုကအစာရည်စာနဲ့ငွေတွေငတ်ပြတ်နေပြီသူတို့တွေကတောင်ပန်းကိုဆက်လာခဲ့လိုက်ကြပြီးလမ်းတစ်လျှောက်တောင်ရန်စားတောက်ခဲ့ကြတယ်တောင်ပေါ်နဲ့လေယာခင်းတွေတဲကတော်ရန်အသီးတွေနဲ့အရွက်တွေကိုခူးစားခဲ့ရတယ်ဒါပေမဲ့ငတ်မွတ်မှုဘေးကနေထွက်ပြေးလာပြီးလာအတော်ကြာပြီးရဲ့နောက်မှာလူအများစုကဒုက္ခကိုမခံစားနိုင်ကြတော့ဘူးကလေးတငယ်တွေကိုရောက်တာကပုံမှန်အလေးထားလို့ဖြစ်လာခဲ့တယ်ကလေးတွေကိုအသက်ရှင်ဖို့အခွင့်အရေးတစ်ခုပေးပြီးမိသားစုအတွက်တော့အထအပန်းဖြစ်အောင်လို့လေအခုမိသားစုမရှိတော့တဲ့ဒီခန္ဓာကိုယ်ပိုင်ရှင်ကလည်းချင်းဖူမျိုးငယ်လေးကလီမိသားစုနဲ့မမျောလင့်မဲ့သွားတွေ့ခဲ့တာပဲသူတို့တူလေးအတွက်သူတို့သမီးတယောက်ဝယ်ပေးချင်လို့လေသူမသားလာကအဲ့ဒီတူလေးရဲ့နာမည်ကရှမ်းလီတဲ့အရက်မြင့်မြင့်တန်တန်မာမာယောက်ျားတယောက်လောင်ကစားခင်ပြီးရက်ဆက်တာမျိုးမရှိပေမဲ့အခုတော့စစ်မှုထမ်းနေရပြီးပြန်မလာသေးဘူးတဲ့စွန့်စားပြီးတော့စစ်မှုထမ်းနေတဲ့ခင်ပွန်းတဲကိုလက်ထပ်လိုက်ပြီးလေသမားမိသားစုထဲကိုဝင်လိုက်တာကကိုဟာကိုအစီခံအပြည့်ရောင်းလိုက်တာတော့ပူပြီးကောင်းသေးတယ်လေသွားစရာလည်းမရှိဖျားနေတဲ့သူတို့မျိုးတွေကအတော်ကိုလည်းစောင့်ရှောက်ရမယ်ဆိုတော့သူမလည်းဈေးညှိနေသေးတဲ့အမျိုးသမီးလေးစီကိုတက်တိမွေးပြီးချင့်ကပ်သွားလိုက်တယ်အစာအသောက်အိတ်တဝက်နဲ့အစီခံမဟုတ်ပဲရှမ်းမိသားစုရဲ့တတို့သမီးအဖြစ်ကိုဟာကိုရောင်းစားလိုက်တော့တယ်သူမကတော့မျိုးနွယ်ကဦးလေးနဲ့အတော်ကိုအစာအသောက်အားလုံးပေးလိုက်ပြီးအမျိုးသမီးလီနောက်ကနေရှီလီရွာကိုလိုက်လာခဲ့လိုက်တယ်အမျိုးသမီးလေးကစမ်းလော့ထက်အများကြီးစီးပွားရေးတွက်တတ်သေးတယ်သူမကစမ်းလော့ကိုမဝယ်လာရလို့အယောင်စာထုံမရှိပေမဲ့ဆန်
အိတ်တစ်ဝက်လောက်လေးပဲသုံးပြီးတပြားမှပုံမပေးခဲ့ဘူးလေရွာကိုပြန်ရောက်လာတော့အမျိုးသမီးလီကမူလခန္ဓာကိုပိုင်ရှင်ရဲ့အိမ်ထောင်စုစရင်ကိုရှမ်းမိသားစုထဲမြန်မြန်ပြောင်းထည့်လိုက်ပြီးရှမ်းလီနဲ့လက်ထပ်စားချုပ်ကိုချက်ချက်လုပ်ပေးလိုက်တယ်အဲ့ဒီအခါကျမှပဲမူလခန္ဓာကိုပိုင်ရှင်ကတည်လိုက်ရတယ်သူရဲ့အမိခံခင်ပွန်းတွေကစစ်မှုထမ်းတော်လိုက်တာနှစ်နှစ်နဲ့တောင်းလာရှိပြီတပ်ပွဲမှာကြာသွားပြီဆိုတဲ့ခေါလောက်ဟာလာတွေထွက်နေတာပဲတနည်းပြောရရင်သူကအခုပဲလက်ထက်အခုပဲမဟုတ်ဆိုမှဖြစ်သွားတာပေါ့မူလခန္ဓာကိုပိုင်ရှင်ကကြောက်ရွံ့ပြီးတွေ့ဝေနေခဲ့ပေမဲ့လည်းရွေးစရာမရှိတော့ဘူးလေလက်ပတ်တောင်းရန်စားနေတာတဲ့။အစီခံအဖြစ်ရောင်းစားခံလာရတာထက်တော့ဒါကပိုကောင်းနေသေးတာကိုအနည်းဆုံးတော့အခုသူ့မှာအိမ်ရှိသွားပြီလေ။ဆောင်ပါသွားတဲ့ရှမ်းလီအတွက်ဇနီးတယောက်ရှာပေးခဲ့တဲ့အမျိုးသမီးလီရဲ့အကြောင်းပြချက်ကတော့မူလခန္ဓာကိုပိုင်ရှင်အတွက်အထူးအဆန်းဖြစ်နေတော့မယ်။ဒါပေမဲ့သူမရှမ်းအိမ်ကိုပြောင်းလာပြီးလာဝတ်ကြတဲ့အခါမှာတော့ရှင်းလင်းသွားခဲ့ပါတယ်။ရှမ်းမိသားစုရဲ့ပိုင်ဆိုင်မှုတွေကိုခွဲဝေတဲ့နေရာမှာပင်မအိမ်ရဲ့အကြီးဆုံးချွေးမဖြစ်တဲ့သူမကအခုမှအသက်9နှစ်ပဲရှိသေးတဲ့ရှမ်းလီရဲ့အမွာမောင်နှမ2ယောက်နဲ့အိမ်ခွဲလာရတယ်လေ။အဲ့ဒီအချိန်သားမှာအမျိုးသမီးလေးကသူမကိုစံအိတ်တစ်ဝက်နဲ့အလဲလေလောက်ခဲ့တဲ့ရည်ရွယ်ချက်ကိုသဘောပေါက်သွားခဲ့တယ်။ဝန်ထုတ်ဝန်ပိုးကိုပြောင်းကြခေါ်ချလိုက်တဲ့နီလန်တစ်ခုပဲ။နှစ်တိုင်းစစ်မှတ်ဖြစ်ပွားပြီးရေလွှမ်းမိုးလိုက်မိုးခေါင်လိုက်နဲ့အမျိုးမျိုးသောကပ်ပြီးဖြစ်နေတဲ့ချမ်းမင်းဆက်ဟာဆိုရင်တာမန်ပြည်သူတွေရဲ့ဘဝကိုခက်ခဲအောင်လုပ်ခဲ့တာပဲ။ရှမ်းမိသားစုကလည်းဒီနေရာကိုလွန်ခဲ့တဲ့9နှစ်ကထပ်ပြေးလာခဲ့ပြီးမိသားစုကိုကာကွယ်ရင်းဖျားနာပြီးဆာလောင်မှုကိုခံစားရင်းနဲ့လမ်းမှာလူတစ်ဝက်ကျော်လုံးဆုံးပါခဲ့ရတယ်။ရှမ်းမိသားစုရဲ့မိသားစု3ခုမှစုပေါင်းပြီးထွက်ပြေးလာခဲ့ကြပေမဲ့ပထမမိသားစုမှာတော့အသက်9နှစ်အရွယ်ရှမ်းလီနဲ့လမ်းမှာမွေးတဲ့အမွာ2ယောက်ကိုမွေးပြီးချင်းဆုံးပါသွားခဲ့တဲ့သူ့အမေအမျိုးသမီးကျန်းတို့ပဲကြံခဲ့တာပေါ့ဒုတိယမိသားစုကတော့အသက်မရှင်ခဲ့ပါဘူးတတိယမိသားစုမှာကလေးမရှိသေးတဲ့လက်ထပ်ပြီးစားစုံတွဲ2ယောက်ကသူတို့ရဲ့အစာအသောက်နဲ့ရေကိုထွေးတာရင်2ယောက်လုံးအသက်ရှင်ခဲ့ကြတယ်အဲ့ဒီကလေးကပင်မအိမ်ကကလေး3ယောက်ကသူတို့ရဲ့ဦးလေးနဲ့အတော်နဲ့အတူနေလာခဲ့ကြတာပေါ့အစပိုင်းတုန်းကတော့အချိန်တွေကအဆင်ပြေပါသေးတယ်ဒါပေမဲ့ရှီလီရွာမှာအခြေချပြီးတဲ့နောက်ပိုင်းအမျိုးသမီးလီက3နှစ်အတွင်းကလေး2ယောက်မွေးဖွားခဲ့ပြီး9နှစ်အတွင်းမှာကလေး4ယောက်ရှိလာခဲ့တယ်သား3ယောက်နဲ့သမီး1ယောက်သူမရဲ့ကလေးအရင်တွေရှိလာတော့သူမရဲ့အာရုံကလည်းအလိုလိုပြောင်းသွားပြီပေါ့ပြန်မအိမ်ကကလေးတွေကတတိယမိသားစုရဲ့ပထမဆုံးကလေးမွေးပြီးတဲ့အချိန်ကစပြီးပိုခက်ခဲတဲ့ဘဝကိုရောက်လာခဲ့ကြတယ်ကံကောင်းခြင်းတော့ရှမ်းလီကငယ်သေးပေမဲ့သူ့ညီနဲ့ညီမလေးတွေကိုစောင့်ရှောက်တဲ့နေရာမှာတော်တော်လေးအရေးချင်းရှိရဲ့လေသူမိဘရဲ့အမွေကိုဆက်ခံနေပြောရမယ်သူကရဲတူတွေထက်ပိုးထွားကြိုင်းပြီးအသက်12နှစ်13နှစ်အရွယ်မှာအိမ်ရဲ့တောက်တိုင်တစ်ခုလုံးမဲ့ယူရလောက်အောင်တန်မာနေပြီဦးလေးရှမ်းနဲ့အမျိုးသမီးလေးတို့ကဒီအချက်ကိုတန်ဖိုးထားတာကြောင့်ပူငယ်ကြသေးတဲ့တူလေးနဲ့တူမလေးကိုအောက်အေးပြီးကျွေးမွေးခဲ့တာပေါ့လွန်ခဲ့တဲ့နှစ်ကတော်မင်းရုံတော်ကစစ်မှုထမ်းရမယ်လို့စပြီးအမိန့်ထုတ်တဲ့အချိန်မှာတော့ပြဿနာကစားတော့တာပဲရှမ်းမိသားစုမှာအသင့်တော်ဆုံးလူကမိသားစုရဲ့အိမ်ထောင်ဦးစီးဖြစ်သူဦးလေးရှမ်းဖြစ်နေခဲ့တယ်ဒါပေမဲ့သူကစစ်မြေပြင်ကိုသွားရဲမှာတယ်လားသူ့ကိုတတ်မယ်လို့ပြောရင်တော့သူကမသွားရဲဘူးလေအားထုတ်မှုတွေအများကြီးမလုပ်လာရပဲဦးလေးရှမ်းကသူ့ရဲ့16နှစ်အရွယ်တူလေးကိုမျက်စိကြားတော့တာပဲသူကဒေတာခံအရာရှိနဲ့ကိစ္စတွေကိုလျှို့ဝှက်စီစဉ်လိုက်ပြီးတင်သွင်းခံလာရတဲ့နာမည်ကရှမ်းလီနာမည်ဖြစ်သွားခဲ့တယ်ပင်မအိမ်နဲ့တတိယမိသားစုကအိမ်ခွဲမနေကြတာမလို့
အိမ်ထောင်ဦးစီးအနေနဲ့ဦးလေးရှမ်းရဲ့စကားကမိသားစုကိစ္စတွေမှာအလိုလိုအရာရောက်ခဲ့တာပေါ့ရှမ်းလီတယောက်တောင်ပေါ်ကနေပြန်လာတဲ့အချိန်အခြေအနေကိုနားမလည်နိုင်သေးခင်မှာပဲစစ်ဖက်အရာရှိတွေဆွဲခေါ်သွားတာခံလာရတော့တယ်